아, 여기죠. 천천히 운전하세요. 천천히. 여기 네. 끝났어요. 아이로 네가 내 싸움에 시험료마로 뼈라고 코리아로 라이 뼈매 너 아이로 잼비에마 차 타로 뭐야 너 소프로 뼈매 바닥에 바닥에 내려놓으면 내려놓 안 돼요. 바닥 소로시엔 잼비엠라 오케이 아이로 네. 바닥 잼비엔 거 잼비엔တစ်ခုတည်းတိထားမျိုးမဟုတ်ဘဲနဲ့ဘလို့တိထားမလဲဆိုလို့ရှိရင်ဆရာတော့ဥပမာကိုရီးယားစာတန်တဲ့ဆရာတွေဆိုလို့ရှိရင်ကိုသူ fees တွေရှိရမလား marketing ဆို marketing fees တွေရှိရဟုတ်တယ်ဟောပြီးတော့နောက်တစ်ခုကတခြားထားလိုက်ပါတော့ဈေးရောက်တဲ့လူဆိုဈေးရောက်တဲ့လူ fees ရှိရအဲ့လိုမျိုးဘာသာကိုလည်းဆရာအဲ့လိုမျိုးနေရာကိုလည်းဘာသာလို့တုံးတယ်ဤဘာသာကဲဒီလိုမျိုးနေရာမှာဤတော့ကတော့ဟာမျိုးအန်တဲ့ဒီလိုမျိုးလုပ်လို့မရအောင် fees တွေကိုပြောနားလေလားဆရာပြောနားလေလားသူတို့ရဲ့အဲ့ဒီနေရာမှာလေဘာသာဆိုတာတွေ့လိုက်မယ်ဤဘာသာကဲဤစားရမီပါဠိစားလာကြောဒီလိုမျိုး fees မှာဒီလိုမျိုးလူကမြင်မြင်ပြောက်ကွယ်သွားလိုက်မယ်အဲ့လိုပုံစံမျိုးဘာသာကိုတုံးတာကရှိရဲ့ဒေလီယိုနိုတာဒေလီတာဆိုလို့ရှိရင်ဆယ်ဒီမလားချတီဆန်ဒီမိုးဆိုလို့ရှိရင်ရွာတီဒေလီယိုနိုတာဆိုလို့ရှိရင်ချတီနဲ့ထားတီပေါ့နော်ချထတီနော်အဲ့တော့မြောက်ဦးမြောက်အန်ဒေယောဆိုလို့ရှိရင်ဂျီမာစေယောရဲ့အဖွေတခုခုကိုမလုတ်ဖို့တားမြစ်တာနော်အဲ့လိုမျိုးအခြေအနေမှာတုံးတဲ့ခဒူလိုက်လာတဲ့ဟာပေါ့နော်အဲ့တော့ပြန်ပြောချင်အောင်ကျန်းပြန်မှာချထားလို့မရဘူးနော် 바닥에 바닥에 내려놓으면 안 내려놓으면 돼요. 안 돼요. 나로가 passport မရှိလို့မရဘူးเนาะဆိုလို့ရှိရင် 여권 여권에 없으면 안 없으면 돼요. 안 돼요. 여권 없으면 안 돼요. 이နေရာမှာ let's say လို့မရဘူးเนาะ 여기서 손도 씻다 여기서, 여기서 씻다 저기서, 서류 씻으면 서우시면 안 안 돼요. 돼요. 씻다 ဆိုလို့ရှိရင်ဆရာတို့ရေရှိုးဒီလေးတုံးတယ် let's say ဒီလေးတုံးတယ်เนาะဆေးကြိုးဒီပေါ့เนาะဒီပြောတယ်ဆိုလို့ရှိရင် 씻다 씻으면 안 돼요. 오케이 잠깐만 뭐야 씻다 세조디 예쇼디래 동네 오빠 제가 먼저 씻을게요 서로싱아 예쇼내면 너도 안에 두두배 내가 먼저 씻을게 너 알로 봉되면 씻다 오케이 너 변조지야 리니아마 레세로 메야오 너 여기 저기에서 여기에서 씻으면 안 돼요. 서류 씻으면 안 돼요. 씻다 마다 빠르면 씻으면 안 돼요 나로가 자로 public area마 사가고 어제이 뾰로 메야오 너 공공장소에서 콘솔이로 하다. 콘솔이. 음, 공공장소에서 콘솔이 콘솔이 하면 안 하면 안 돼요. 돼요. 안 돼요. 니아를 타마 디로면도 메야오 지하철에서 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 이렇게 하면 이렇게 안 하면 안 돼요. 돼요. 이렇게 하면 안 돼요. 너 하지 마세요. 소로시에 자로 니네 비엔테네 이렇게 하면 안 돼요. 소로시 니네 부드럽다 필요 부드럽다서 속피대 눈이네 앞에 너 부드럽다. 부드럽다 바라 가리마타 음, 부드럽다. 부드럽다. 물라그리아가 누가 아따이를 능력 뼈병의 가마동네 새로 비로 사가리 능력 뼈병의 가마동네 너 비로 아따가리 능력 뼈병의 가마리 동네 부드럽다. 피부가 너무 부드러워요. 아따이가 아예고 능력네 이 고기가 너무 부드러워요. 샤보 텔라이다네 아예 뼈도 하더라고요. 알로 봉장료 체내마 부드러워요. 말을 부드럽게 하세요. စကားကိုနော်ညင်ညင်တာတာလေးပြောပါအဲ့မှာじゃပြုတ်ပြောင်းနေတော့မပြောတော့ဘူးနော်ညင်ညင်တာတာလေးပြောပါအများကြီးတုံးတယ်โอเคဒါဆိုလို့ရှိရင်မြောက်အန်တွေကိုတုံးပြီးတရားတစ်ကြောင်းပြောကြအောင်စိုးအောင်မျိုးတစ်ကြောင်းပြောကြအောင်ကိုကြိုက်တဲ့အကြောင်းအရာပြောလုံးလို့မရဘူးနော်သွားလို့မရဘူးနော်စားလို့မရဘူးနော်အဆောင်ထဲမှာ 어, တမင်းစားလို့မရ 여기 ဘူးနော်ပြောကြအောင် 하는 거. 가게에서 가게 안에서 ခါကအားနဲ့ 가게 안에서 무폰 무폰 넣으면 안 돼요. ဘူးဖွန်တော့ညောင်းတယ်ပစ္စည်းထားလို့မရဘူးအဲ့လိုပြောချင်တာလား 허, နော်အဲ့တော့ခုနဆရာပြောတဲ့ဟာလေးပြောကြအောင်အဆောင်ထဲမှာနော်အဆောင်ထဲမှာထမင်းစားလို့မရဘူးဆိုပြီးတော့ပြောမလဲ 기숙사에서 밥부 먹으면 안 돼요. 잘했어요အောင်သူဟင်းပြောကြအောင်ရေချိုးခတ်မှာအဝိဆိုလို့မရဘူး샤워 실에 빨래하다
샤워 실에서 샤워실에서 빨래하면 안 돼요. 잘했어요. 시행령 장조지야. 공원에서 자전거 타면 안 돼요. 공원에서 자전거를 타면 안 돼요. 잘했어요. 아이라 그거 알아 라우도미야부 소리야 가마 뼈 눈에 땀이매 너 나라가 세로가 랩 쏴티 됨라 세로 코리아 네. 랩 너 세로 플라스틱အကြီးလေးတွေလေ 세로 빠대하 너ပစ္စည်းတွေကို알아 세로 뼈မကြအောင် 빠대하 ပြီးတော့ 세로 အစားအသောက်တွေကို ဖုံးအောင်တဲ့ ခါမှာလေး သုံးတယ် နော် နူးညံ့ညံ့လေး နော် အဲ့ 랩 နော် ဒါ အဲ့တော့ 세로 အဲ့ plastic နဲ့ နော် 세로 ပတ်ထားပါ ဆိုလို့ရှိရင် ဘယ်လိုပြောမလဲ 랩으로 랩으로 감싸주세요. 감싸주세요. အဲ့တော့ 감다 ဆိုလို့ရှိရင် ဆရာတို့က ပတ်တီ ခေါင်းချိုတီ မျက်လုံးမှိုက်တီ အဲ့လိုမျိုးသုံးတယ်နော် စားတာ ဆိုလို့ရှိရင် ထုတ်ပို့တီ အဲ့တော့ အဲ့ဒီဟာကို ပေါင်းပြီးတော့ ဆရာတို့က 감사주다 ဆိုလို့ရှိရင် ထုတ်ပေးတီ နော် ထုတ်ပေးတီ ထုတ်ပေးပါ အဲ့တော့ plastic နဲ့ နော် ထုတ်ပေးပါ ဆိုဘယ်လိုပြောမလဲ ဆရာတို့ 비니 플라스틱 랩거도 랩으로 랩으로 감싸주세요. 감싸주세요. 비니 ကြလို့ရှိရင် plastic ပေါ့နော် ဒါပေမဲ့ 비니 봉투 plastic ကျွတ်ကျွတ်အဲ့ကိုပြောတာ 비니 장갑 နော် ကျွတ်ကျွတ်အဲ့လက်အဲ့ကျွတ်ကျွတ်အဲ့တွေကိုသုံးတာ နော် okay နောက်တစ်ခုက ဆရာတို့က box ကိုတိတ်နဲ့ပတ်ပါ 박수 테이프 바스 테이프 취하세요. 취하세요. အဲ့တော့ ဆရာတို့က ပတ်တဲ့အဆက် ဆိုလို့ရှိရင် ဘယ်လိုဟာတွေပြောလဲ ဆိုလို့ရှိရင် box ကမခိုင်ဘူး ဆရာတို့ ပတ်လေး တိတ်နဲ့အကုန် ပတ်ကမဲ့အဆက် ဒီတိုင်း ကတ်ယုံပဲ ဆိုလို့ရှိရင် 붙이다 နဲ့သုံးတယ် ကတ်ယုံပဲ ဆိုလို့ရှိရင် ဘာနဲ့သုံးမှာလဲ 붙이다. 붙이다 နော် အဲ့တော့ တိတ်နဲ့ကပ်ပါ ဆိုလို့ပြောမလဲ box ကို တိတ်နဲ့ကပ်ပါ box를 바스 박수 테이프 붙여세요. 붙였어요 ဘယ်မှာရှိလဲ 다고 펴우세요 차이멜레 붙이세요 붙이세요. 물라키야 배 또ပြောင်းမယ် နော် okay အာယု ပေါင်းပြီးတော့ အာယု အိုယု ပေါင်းပြီးတော့ တော့ပြောင်းဘူး နောက် တိတ်တွေ ကုန်သွားပြီး ဝယ်ရမယ် ဆိုဘယ်လိုပြောမလဲ 테이프 다 테이프 다 끝났어요. 떨어졌어요. 그래서 사야 해요. 사야 해요. 사야 돼요 사야 해요 ကြိုက်တယ်လို့ပြော 잘했어요 အဲ့တော့ နောက်တစ်ခါ 치라다 ဆိုတာက ဆရာတို့ ဘာ တိတ်ပဲလဲ ဆိုလို့ရှိရင် တုတ်လိမ့်တီ အဲ့လိုမျိုး နေရာမှာလေး သုံးတယ် ဥပမာ ဘယ်လိုမျိုး သုံးလဲ ဆိုတော့ ဆရာတို့ အိမ်တုတ်ဆေးတုတ်တဲ့ နေရာမှာလေး 치라다 သုံးတယ် ရမှာ နော် 치라다 အဲ့လိုသိကြမယ် okay ဆက်ပြီးတော့ တစ်ခါ ပြန်ပြောကြအောင် box ကို တိတ်နဲ့ပတ်လိုက်ပါ 바스 박수 테이프 테이프 취하세요. 취하세요. လို့ပတ်ပြီးသွားပါပြီ 취했어요. 지났어요. 찔렀어요. လိုက်အောင်ပဲ 찔렀어. နောက်တစ်ခါ ဆရာတို့က အတန်ချလောက်တာ ပြီးသွားပါပြီ ကားပေါ်က အတန်ချလောက်တာ ဖြစ် တနေရာက အတန်ချလောက်တာ ဖြစ် နော် အတန်ချလောက်တာ ပြီးသွားပါပြီ ဆိုဘယ်လိုပြောမလဲ 쌍화차 끝났습니다. အဲ့တော့ ဒီမှာ sang ဆိုလို့ရှိရင် အပေါ်ကို ပြောတာ ရမှာ နော် ဟာ ဆိုလို့ရှိရင် အောက်ကို ပြောတာ ခြာ ဆိုတာက ရင်တစ်ခုခုကို ကိုးစားပြုတာ နော် အဲ့တော့ အတန်ချ ပြီးသွားပါပြီ ဘယ်လိုပြောမလဲ 사하차 끝났습니다. 상하차 끝났습니다. 끝났습니다. နော် အဲ့တော့ ဆရာတို့ ကားပေါ်မှာ နော် ဆရာတို့ ဒီ ထားလိုက်ပါတော့ ကိုရီးယားမှာ ဘတ်စကား စီးတယ် ဆိုလို့ရှိရင် ကားပေါ်မှာ ကြုံညာတွေရော စာတွေရော အများကြီးရှိရ ဖတ်ဖူးလား ကိုရီးယားလူတွေ အင်းလင်းအောင်တော့ အောင်သူဟိန်းတော့ စိုးအောင်မျိုးတော့ ဖတ်ဖူးလား 네, 읽었어요. okay ဖတ်ကပ်ပါ နော် အဲ့မှာလေး လေ့လာလို့ရတဲ့ဟာမျိုးရှိ ဒီဟာကိုမြင်ရတယ် နော် ဆရာတို့က 하차 ဆိုလို့ရှိရင် ကားပေါ်က ဆင့်တီ နော် အဲ့တော့ 상차 ဆိုလို့ရှိရင် ကားပေါ်ကို တက်တီ အဲ့လိုမျိုး အသုံးလုံးတွေ အများကြီးတွေ့ရမယ် သူက ဟန်ဂျာအိုးဘက်ကို သွားတယ်ပေါ့နော် okay အဲ့တော့ ပြန်ပြောကြည့်အောင် နော် အတန်ချ ပြီးသွားပါပြီ 사하차 쌍화차 끝났습니다. 끝났습니다. 자, 끝났습니다. 나르카 세도가 예시니레 하시들라 스세바 파송되고 파송되고 있는지 확인하세요. 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 파손되다 소아 삐시도다 꾸이로베 삐삐 빠로베 삐삐 너 블로베 삐삐 파손되다 동네 파손되다 야마너 오케이 파손되다. 아이로 파손된 거 소로시엔 삐에때야 앞뒤에 번호 있는지 시들라서라고 확인하세요. 시세바. 너 들롱셔지 데이터에 연표자 삐시라리 시들라 시세바.
파손되고 파손되고 있는지 있는지 확인하세요. 확인하세요. ပျက်စီးတာတွေမရှိဘူးလားစစ်ဆေးပါဆိုပြီးတော့ပြောမလဲ 파손되고 되고 없는지 확인하세요. 없는지 확인하세요. 확인하세요 ဒါမှနော် okay အဲ့တော့ဆက်ပြီးတော့ဒီဘက်သွားမယ်အရေးအတွက်တွေကိမကိရည်ကြည့်ပါ 수량이 맞는지 세어보세요. 세어보세요. စုဆိုလို့ရှိရင်ဆရာတော်ကအရေးအတွက်ကိုပြောသလုံးလေးနော်လျံဆိုလို့ရှိရင်ပမာဏကလာတာပေါ့နော်စုလျံဆိုလို့ရှိရင်အရေးအတွက်ပမာဏဒါပေမဲ့အရေးအတွက်လို့ပဲပြောရပါနော်အရေးအတွက်မနန်းကြီးမန္တလာဆိုတာကိုစေတာရည်အတွက်ဒီစေရောပေါ်စေရောရည်အတွက်ပါစေတာသလုံးလေးဆိုလို့ရှိရင်အပြင်းဒီရည်အတွက်ဒီနော်သိရမလားဟင်းဒီစေတာအကောင့်ဒီရမယ်နော်အဲ့တော့စေတာနဲ့ပတ်သက်ပြီးတော့ဝါရလေးမှတ်တော့ဟင်းဒီစေတာဟင်းဆိုလို့ရှိရင်အာမလားဟင်းဒီစေတာဆိုရင်အကောင့်ဒီအဲ့တော့အာမကောက်ဘူးဆိုလို့ရှိရင်ဘယ်လိုပြောမလဲအေးလဲအောင် Hemi opsoyo. ဟင်းဒီ observe ဆိုလို့ရှိရင်အာမရှိတော့ဘူးဒါပေမဲ့အပြောတယ်ဆိုလို့ရှိရင်ဆရာတော်ဘယ်လိုပြောမလဲ 약하다. 약하다. 잘했어요. 힘이 약해요. 힘이 약해요. 그러면 힘이 세다, 힘이 약하다. 동네 나라가 자로 세다고 힘이 세다 아시디 솔루션 리사사 솔루션 앞에 대해서 불러보면 다서 힘이 Ito Hemi piku 있어요. mapunya. 힘이 있어요. 힘이 Hemi nawayo. 나와요 센티미터 나요. 네가 있어서 힘이 나 맨시네로 나 아시겠과 때문에 아예 아는 네가 옆에 있어서 힘이 나 이 음식 먹으면 힘이 나요. 디사다 사로시 아시래. 너 알면 사로동네. 아이로 힘이 세다, 힘이 약하다, 힘이 없다, 힘이 나다. 너 알리고 디사뱀에 아이로 변조지 아우디뱀마 아예 되면달라 소라고 스세지 봐. 수량이 많은지 맞는지 세어보세요. 세어보세요. 수량이 맞는지 세워보세요. 이제 봐. 세어보세요. 세어보세요. 예, 이제 봐. 다시 다시 세어보세요. 세어보세요. 잘했어요. 아이로 수련 수와 아예 돼 비로소로 개수 소래 사롱 필로시에 아예 돼 수하고 맞다면 수가 농알로 또 개수와တစ်ခု 이거에 유님라 개수 베라라 수련 베라라 아예 되고 지수다. 야면 오케이 수တစ်လုံးတည်းတိထားလို့ရှိရင်ရတယ်အဲ့ဒီစုကဘယ်ရလာလဲဆိုလို့ရှိရင်စုကြဆိုတဲ့ကိန်းကိန်းကနေလာတာနော်ဟန်ကြာကိုနားလေထားလို့ရှိရင်အရင်ကိုဆရာတော်ကဆက်ပြီးတော့တွေးခိုလို့ကောင်းတယ်ဆက်ပြီးတော့ဒီဘက်ကိုသွားကြည့်အောင်ပစ္စည်းမလားဆရာတော် unvoice ကိုသိတယ်မလားပစ္စည်းဘယ်လောက်ပါတယ်ဆိုပြီးတော့ဘောင်ရှာထုတ်တဲ့ဟာကို unvoice လို့ခေါ်တယ်အဲ့ဒီ unvoice ပေါ့နော်ဘောင်ရှာပစ္စည်းစင်းရဲ့ကိုစစ်ဆေးပေးပါ 성장 확인해 주세요. 성장 확인해 주세요. သုံးချဆိုလို့ရှိရင် unvoice ကိုပြောတာနော်ရောင်းစုကျွန်းဆိုလို့ရှိရင်ငွေရှင်းတဲ့ဟာပေါ့နော်ဆုံးကြကြလို့ရှိရင်ပစ္စည်းတွေပါတယ်ဆိုတဲ့ဟာတွေကို list လုပ်ပြီးတော့ကျတော့ထုတ်ထားတဲ့ဟာငွေ amount တွေပါတယ်ပါတာဖေးဆိုင်ထားမယ်ပစ္စည်းတွေအရေးအတွက်တွေကို invoice ထုတ်တာပေါ့နော်အဲ့တော့ပြန်ပြောကြည့်အောင်ဆိုတော့ပေါင်းရှာဒါမှမဟုတ်ပစ္စည်းစင်းကိုစစ်ဆေးပေးပါ 성장 확인해 주세요. 확인해 주세요. စစ်ဆေးပြီးတော့ပါပြီ 성장 확인했어요. 확인했어요. 확인 끝났어요ကြိုက်တယ်လို့ပြောနော် 확인 끝났어요ကြိုက်တယ်လို့ပြောနောက်ခုတော့အဆင်ပြေတယ်နောက်တစ်ခါဆရာတော်ကဟိုဖက်အချင်းကိုတွားလိုက်ပါဆိုလို့ရှိရင်ဘယ်လိုပြောလဲ 반대편으로 가세요. 반대편ဆိုလို့ရှိရင် 반대ဆိုလို့ရှိရင်ဆရာတော်ကဆက်ကြံဖက်မသိချင်မလားဒီဖက်လို့ပြောလို့ရှိရင်နော် 반대편도 뽀뽀해 주세요. 트라이 바로 가을이가 가을말이고 디팩고 아버와 빼라이데. 반대편도 뽀뽀해 줘 서로시 디팩고 빼라. 너? 알로 치네 봐. 호펠로 못동베네. 자로와 반대편 좀 비워 동네 거너. 오케이. 아이로 호펠고 또 호펠 친구 또 라이 봐 소라고 디로 묘모 뼈베네 별로 뼈로 야래. 저쪽으로 가세요. 저쪽으로 가세요. 가세요. 저쪽으로 가세요. 호펠 야면은 알로리 동로 야에 소아 띠차메. 나로가 애니미야다 몰로 페베바. 위험하니까 비키세요.
ဆရာတော်ပူလောင်တဲ့အရာတွေမလာတယ်ဘေးအဲ့ဆိုလို့ရှိရင်ဘိခိတာဖေတာဘေးပေးတာပေါ့နော်အဲ့တော့လူတွေအများကြီးဖြစ်ရှေ့မှာပိုက်နေတယ်ကျုံနော်နည်းနည်းလောက်ဖေပေးပါဆိုဘယ်လိုပြောမလဲ 좀 좀 비켜주세요. 저 주세요. 좀 비켜주세요.နော် 비켜주세요. အဲ့တော့ရှေ့ကလူကကိုယ်နဲ့မတိတဲ့လူနော်သူ့ရဲ့ personally ဆရာတော်အာနာမဲ့ဟာရှိတဲ့ခါကြလို့ရှိရင်အဲ့မှာဆရာတော်ရှိလေဂျီမန်လေးထည့်သုံးပေးမယ်နော်ရှိလေဂျီမန်좀 비켜주세요. 비켜주세요. ရှိလေဂျီမန်좀 비켜주세요. နော်အဲ့လိုပုံစံမျိုးပြောမယ်비키세요ဆိုလို့ရှိရင်အမိန်ပေးတာကြားရောက်တယ်အဲ့တော့ရှေ့ကလူက기본이 나쁘다ဖြစ်တယ်နော်기본이 나쁘다ဖြစ်တယ်စကားကအရင်ရေးကြည့်တယ်ပြန်ပြောကြည့်အောင်အနေများတာမို့လို့ဖေပေးပါဖေပါ 위험하니까 비키세요. 비키세요. အဲ့တော့ဖေပေးတယ်ဆိုလို့ရှိရင်비키세요ဆိုလို့ရှိရင်ကိုနဲ့ကတ်နေရင်နည်းနည်းခွာပေးဆိုလို့ရှိရင်ဘယ်လိုပြောမလဲအရင်ကတ်နေရဖက်နေတဲ့အတိုင်းပဲနည်းနည်းဖေကွာနည်းနည်းဖေကျုံ 오늘 뼈가리 미워. ကိုနေ့ကပြောထားတယ်ကိုနေ့ကပြောထားတယ်ဘောရကျုံ 따. ပြုတ်ကြတာလေဗါတယ်လေ 좀 떨어주세요. 떨어주세요. 떨어주세요လို့ပြော떨어져주세요 떨어지다မလားအားပေါက်ရမယ်လေ 떨어주세요. 네. 좀 떨어져 주세요 좀 떨어지다မလား 떨어주세요. ဆိုလို့ရှိရင်떨어져 주세요နော်အဲ့တော့ကိုနဲ့အရင်ကနည်းနည်းဖေးကွာဆရာတော်တစ်ခါလေးပြောအဲ့တော့ဘီခီတာနဲ့မှားမှာဆိုတော့တွေးပြောတာရမှာနော်ဘီခီတာနဲ့မှားမှာဆိုတော့တွေးပြောတာဘီခီတာရှိမှပိတ်နေလို့ဖေးခိုင်းတာโอเค떨어주다နော်ဖေးပေးခိုင်းတာကြလို့ရှိရင်ဆရာတော်အရင်ကနေရဟိုဖက်နေရတဲ့မလားကိုအရင်ဘူးနဲ့လာဖက်တယ်ကွာခမယောက်ျားချင်းတဲ့မလားဖေးကွာဆိုလို့ရှိရင်အဲ့လေ떨어져 줄래 떨어져အဲ့လိုပုံစံမျိုးဆရာတော်ပြောတယ်โอเคဒါဆိုလို့ရှိရင်ဒီဘက်ကိုသွားကြည့်အောင်နည်းနည်းလောက်ပဲနောက်တော့လာပေးပါနည်းနည်းလောက်ပဲနောက်ဆုတ်ပေးပါကားဆုတ်တဲ့အခါမှာ 조금만 더 뒤로 오세요. 조금만 더 뒤로 오세요နည်းနည်းလောက်ပဲရှစ်တိုးပေးပါဆိုလို့ရှိရင်ဘယ်လိုပြောမလဲ조금만 더 조금만 조금만 더 앞으로 오세요. 가세요. 앞으로 오세요 조금 뒤로 오세요 앞으로 오세요 뒤로 가세요ဖြစ်နေဒါပေမဲ့ဒါက오세요가ဘာဖြစ်လို့တုံလဲဆိုလို့ရှိရင်ဒီပြောတဲ့လူကနောက်မှာရှိနေလိုက်မယ်နောက်မှာရှိနေတဲ့အခြေအနေတကယ်လို့ပြောတဲ့လူကအဲ့လာမဲ့လူရဲ့ရှေ့မှာဆိုလို့ရှိရင်ခါတာကိုသုံးပေးရမယ်နော်နည်းနည်းကောင်းရှောက်မသွားနဲ့အဲ့လူကကိုယ့်ရှေ့ကိုလာရပါလားကိုယ့်ရဲ့အဝေးကိုသွားရပါလားအဲ့ဒီဟာကြည့်ပြီးတော့အော်ဒါဂါတာသုံးမယ်ရမယ်နော်โอเคနော်โอเคအဲ့တော့နည်းနည်းတော့ထပ်ပြီးတော့ထစ်ပေးပါဆိုပြီးတော့ပြောမလဲ 조금만 더 넣으세요. 넣어주세요. 조금만 더 넣어주세요. နည်းနည်းလောက်ပဲပို့ပြီးနည်းနည်းလောက်ထပ်ပြီးတော့တွန်းပေးပါ좀 더 조금만 더, 좀 더 밀려주세요. 밀려주세요. 조금만 더အဲ့လိုလေးပြောလို့ရတယ်နော်조금 더အဲ့လိုလေးပြောလို့ရမယ်နော်โอเคအားလေးရမယ်ဆက်ပြီးတော့ဒီဘက်ကိုတော့ကြည့်အောင်ဒီနေရာမှာထားလို့ရလားပြောကြည့်အောင် 이거 놔두면 돼요? 여기နော် 여기 놔두면 돼요. အဲ့တော့နွားထူတာဆိုလို့ရှိရင်ဗါတယ်လေရောတော့ 다. ဟာဒီတရားလာလေ 넣자. 너다မရှိဘူး너다 너다 네ဗါတယ်လေထူတာ 두다. တော့ခုလုံးကထားဒီကိုရီးယားတွေကတစ်လုံးနဲ့မသုံးဘူးရောနှလုံးတွဲသုံးတယ်အဲ့လိုမျိုးသုံးတဲ့အခါလေးရှိရင်အဲ့တော့노 타고ဆရာတို့ရောပုံစံပြောင်းနေဆိုလို့ရှိရင်ဗါတယ်လေ 놔. အဲ့တော့ no ayo အမှန်ကဖြိုးကျုံတို့အမှန်က no ayo ဒါမဲ့စကားပြောမှာဆရာတို့ကသူ့ရဲ့အတန်က no ayo လို့ပဲထွက်တယ် no ayo လို့ပဲအတန်ထွက်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဆရာတို့ဒီဟာကအားနဲ့တွေ့လို့ရှိရင်အတက်ပြုတ်သွားတယ်အတက်မရှိတော့ဘူးပေါ့နော် no ayo နော်အဲ့တော့ဒူတာတော့ထော်ရောအဲ့နှစ်ခုပေါင်းပြီးတော့ဆရာတော်ကနွားဒူတာဆိုပြီးတော့ယူလာရုပ်ကဲနွားကြားဘူးရမလားကိုရီးယားတဲ့ရုပ်ကဲနွားဒီမှာထားလိုက်ချိုးကဲနွားပုံမှာထားလိုက်နော်
အဲ့လိုပုံစံမျိုး okay ဒါဆိုလို့ရှိရင်ပြန်ပြောကြည့်အောင်ဒီနေရာမှာထားလို့ရလား 여기 놔두면 여기 놔두면 돼요. ရလားမဟုတ်ရပြီလား sorry ရပြီလားနော်ဒီနေရာမှာထားလိုက်ရင်ရပြီလားပြန်ပြောကြည့်အောင် 여기 여기 놔두면 돼요. 놔두면 돼요. ဒီစိတ်တောင်းလိုက်ရင်ရပြီလား 이 야구 먹으면 돼요. 먹으면 돼요. ဘုံကမြန်တယ်ရောအားကစားလုပ်ရင်ရပြီလား 운동하면 돼요. 돼요. ဒီဟာကဘယ်လိုအခြေအနေမှာသုံးမလဲဆိုရင်ဒီဟာလေးကိုတစ်ခုကိုလုံလိုက်တာနဲ့လုံးဝ perfect ဖြစ်သွားပြီလုံးဝပြီးပြည့်စုံသွားပြီဆိုတဲ့အခြေအနေမှာသုံးမယ်ရမယ်နော်ထပ်ပြီးတော့ဆက်ပြီးတော့လုပ်ဆရာမလို့နော်အဲ့တော့ဘယ်လိုပုံစံမျိုးလဲဆိုလို့ရှိရင်မိမလိုချင်တယ်ငွေချင်းသွားမိတယ်ဘာလို့ရမလဲကွာမင်းပိတ်ဆက်ရှိရင်ရပြီပိတ်ဆက်ရှိတဲ့ရတယ်ဘာမှထပ်လုပ်ဆရာမလို့မိမရကိုရတယ်ဆိုတဲ့တိုက်ပြင်မှာဒုံးဒီစမန်တယ် 돈이 있으면 ဒုံးဒီစမန်တယ်အဲ့ဒီအခြေအနေတိထားလို့ရှိရင်လေအရင်သုံးလို့ကောင်းတဲ့ grammar ကမြန်မာလိုကြီးပဲတိထားလို့ရှိရင်တိုင်ပတ်တဲ့ဟာတွေတပုံကြီးရှိတယ်။ Okay ပြန်ပြောချင်အောင်ကိုရီးယားကိုသွားချင်ရဲ့passport ရှိရင်ရပြီဆိုဘယ်လိုပြောမလဲ 한국에 가고 싶으면 가고 여관 있으면 여관만 있으면 돼요. man ကိုဖြောက်လိုက်တော့ရတယ်เนาะထစ်ပြလို့ရတယ် yogon islam တဲ့เนาะ yogon islam တဲ့ရောเนาะ Okay နောက်တော့ဘာသာလုပ်တယ်ဆိုရင်ဘာလို့လဲအမေးကြည့်တယ်เนาะအဲ့တော့ ID ကရှိရင်ရပြီဆိုဘယ်လိုပြောမလဲ 안디카도 아이디가 있으면 돼. ID က있으면 돼요. ID က있으면 돼요. 야, 맞나? 오케이. 나서 뺨 정도 자야. 때빠에 예선 뼈지야. 너? 아예시 야비과. 매 디네 바다 뭐래 바다면 아예시 야비과. 물로 뼈면래. 술 있으면 돼요. 술 있으면 돼요. 오케이. 나라가 수업료가 너? 코리아 까마리네 내진네 뭐 매 타래 병원에 또라이 야비과. 병원에서 새로 대구 마시에 남의 지내야라고 보노. 병원에 가다. 뼈만. 오케이. 나와도 뼈. 병원은ဆိုတာရှင်နာမေပေါ့နော်ဒီခုမှာမြို့ထဲမှာနာမေကြီးတဲ့နေရာအဲ့ဒီကိုသွားလိုက်ရပြီဘဝတန်သွားလိုက်ရပြီဆိုတော့ပြောလို့ 병원에 가면 돼. 병원에 가면 돼요. 병원에 가면 돼요. 대구다에서 되게 병원은 ဆိုလို့ရှင်မြို့ထဲ대구မြို့ထဲပေါ့နော်โอเคဒါဆိုလို့ရှင်ဆက်ပြီးတော့အောင်ကူဟင်းတစ်ကြောင်ပြောကြည့်အောင်ကျွန်တော်ကိုရီးယားမကြောင်းတက်ချင်တယ်ဘယ်လိုလုပ်မလဲမင်းကိုရီးယားစကားကျွတ်ရပြီ한국말 잘했다. 한국말 잘하면 돼요. 오케이. 아이도 얘네 어쩌지면 얘네가 알록치마 따티치다 연캔진데 불러와면 넉셋다 또야야비. 넉셋다 로와 인사 잘하면 돼요. 인사 잘하면 돼요. 인사 잘했다 소라래. 자로가 알록코 따다 뭐노. 자로가 알렉타이 TV로 넉셋다 အပြုံးပြုံးတတ်တာသူချစ်အောင်လုပ်ပြတတ်တာအဲ့ဒါကိုပြောချင်တာပေါ့နော်ပထမတွေ့တဲ့အခါမှာโอเคဒါဆိုလို့ရှိရင်အဲ့ဒီ pattern လေးရမယ်ဆက်ပြီးတော့ဒီဘက်သွားကြည့်အောင်အားလုံးပြီးသွားလို့ရှိရင်တိမ့်ပါ 다 끝났으면 정리하세요. 다 끝났으면 정리하세요. ဒီနေရာမှာလီလုံးဝမထွက်ဘူးနော်နီပဲထွက်မယ်ဆိုတော့ဒီအတက်မှာအပဲရှိမပဲရှိဒီရာကနာဤနီဆိုတဲ့အတန်တောင်းသွားလိုက်မယ်နာအတန်တောင်းသွားမယ်နော်ဆရာတို့ကဒါဆိုလို့ရှိရင်အရင်တော့ဘယ်လိုအတန်ထွက်ခဲ့လဲဖတ်ကြအောင်ပါတယ်လက်တာ 음료수 음료수 လို့ထွက်ကြမလားလီယိုမရှိဘူးညိုနာယိုညို 음료수. နော် 음료수 ရပါနော်음료수ကပါတယ်ဒါဆိုလို့ရှိရင် 초이.ဆိုရပဲလား 에너지 드링. energy drink ပဲလား okay 음료수ဆိုတာတောက်စရာတွေပြောတာဒါပေမဲ့အရက်တော့မပါဘူးကိုပီလေးပါတယ်လက်ဖက်ရည်လေးပါတယ်အချိုရည်လေးပါတယ်မှတ်တယ်နော်idea ကိုဇာတော့ကပို့ပြီးတော့သိချင်တယ်ဆိုလို့ရှိရင် dictionary မှာရှာ dictionary ကမြန်မာ dictionary သွားမရှာနဲ့ neighbor dictionary မှာရှာဒါဆိုလို့ရှိရင်음료수ရဲ့ definition ထွက်လာနိုင်မယ်음료수ကတောက်စရာဒါပေမဲ့ရှင်နဲ့ဇာတော့အရက်တော့မပါဘူးလက်ဖက်ရည်အချိုရည် coffee အကုန်ပါတယ်နော် okay ဒါဆိုလို့ရှိရင်ပြန်ပြောကြည့်အောင်အားလုံးပြီးသွားလို့ရှိရင်ရှင်းလင်းပါသိစေပါ 다 끝났으면 정리하세요. 정리하세요. အဲ့ဆိုလို့ရှိရင်ဒီဟာကိုခင်ဗျားတို့သိတယ်လို့အလွယ်တန်းပြောမယ်ဆိုလို့ရှိရင်ဒီစာကြောင့်မဟုတ်ဘယ်လိုပြောလို့ရလဲအားလုံးပြီးသွားလို့ရှိရင်နော်ရှင်းလင်းပါ
တိမ်ပါ တခြားတစ်ကြောင်းနဲ့ပြောပါမယ် 6တစ်ကြောင်းနဲ့ ဒါကုနတ်စုမျိုးဒါကုနတ်စုမျိုးမော မောမူ됐어요 မုံထွက်ဆိုတာပါတယ်တိမ်စေးတာရှင်းလဲတာလေ 실리나 요 ကျင့်နေတာရှင်းလဲတာ 처음이었어요. 오케이 아자 다 됐어 했으면 맞아요. 했으면 다 했으면 정리가 돼요. အဲ့လိုလည်းပြောလို့ရတယ်ပြီးတော့ဒါကနာမြောင်ဆရာတော့ဘာတူတီမယူဘဲနဲ့ဘာဝမှာပဲညောင်းသူညောင်းဆက်ထိုက်ပြီးတော့လည်းပြောလို့ရဒါကနာမြောင်ချောင်းဒီဟာဆေရောချောင်းဒီဟာတာကသူနဲ့ဆန်တူတဲ့ကရိယာတွေကပါတယ်လဲဆိုလို့ရှိရင်ချောင်းစောဟာတာချီဦးတာဒါတွေအကုန်လုံးကတိမ့်စေတာပေါ့နော်ဆန်တူတာပြောတာနော်အတိအကျပြောမယ်ဆိုလို့ရှိရင်ချောင်းဒီဟာတာကရှင်းလဲတိမ့်စေပြီးတော့ပစ္စည်းတွေကိုသူ့နေရာနဲ့သူနေရာတကျထားတဲ့အထိကိုပြောတာနော်ပြီးတော့ထားလိုက်ပါတော့စိုးအောင်မျိုးနဲ့အေးဒူဟင်းနဲ့ဆက်ဆံရေးတစ်ခုရှိရဲ့ဝေချီတဲ့ဆက်ဆံရေးပေါ့နော်သူစီကပိတ်ဆန်ချီရဲ့ကိုစီကပိတ်ဆန်ချီရဲ့အဲ့လိုမျိုးအပြန်အလှန်ဆက်ဆံရေးတစ်ခုရှိရဲ့ဒါပေမဲ့အောင်ဒူဟင်းစီကပိတ်ဆန်ကိုစိုးအောင်မျိုးကချီပြီးတော့မဆက်တော့ဘူးသိန်း300လောက်ယူသွားတယ်အဲ့ဆိုလို့ရှိရင်ခွန်ကေတို့ချောင်းကြီးဟဲ့ရတယ်ခွန်ကေဆိုတာလူပြောင်းပြောင်းဆက်ဆံရေးကိုသူကအဲ့မှာချောင်းကြီးရတာအဆုံးတတ်တယ်လို့ခေါ်တယ်အဲ့ဒီနေရာမှာကောင်မလေးနဲ့ကောင်လေးအစမပြေတော့ဆိုလို့ရှိရင်အဲ့ဒီနေရာမှာဦးဒီချောင်းကြီးဟာကြငါတော့ဘာလုပ်ကမလဲလမ်းခွေတာတော့မယ်အဲ့လိုပြောတာနောက်တစ်ခါအဲ့ကောင်ရှင်းလိုက်ကွာအဲ့ကောင်ကအမိုက်အဲ့ကောင်အကောင်ဖြောက်ပြစ်မှရမယ်လူဆိုးတွေအများကြီးတုံးတယ်ရုပ်ရှင်ကားတွေမှာခုစားတယ်ချောင်းကြီးဟဲ့ဆိုလို့ရှိရင်အဲ့ကောင်ကိုရှင်းပြစ်လိုက်အဲ့လိုပုံစံမျိုးမှာလေချောင်းကြီးဟာတာကိုအများကြီးကြားလိုက်တယ်โอเคဆက်ပြီးတော့အားလုံးတာဝန်ကျေပါတယ် 수고하셨습니다. 수고하셨습니다. ပြောဘူးလားကိုရီးယားမှာ 네, 여부가래. ပြောရမယ်နော် 퇴근하며 ဒါကပြောတာကတစ်ခါ 매일매일 ဒီကိုအရင်ကို기분 좋다 기분이 좋다ဖြစ်စေတယ် 수고하셨습니다 수고하셨습니다 오케이 အဲ့တော့နောက်တစ်ခါ 수고하셨습니다 ဆိုဘာပြောလို့ရှိလဲကိုရီးယားတဲ့ 고생했어요. 고생했어요 고생했어요. 고생했어요 고생하다가 လူကြီးတွေမပြောရအောင်နော်အရှင်းရှင်းနဲ့ဇာတော်ကလက်အောက်ငယ်သားပြောမယ်အတိတ်ပင်တူပေမဲ့수고ဆိုတဲ့ဟာလေးကိုသုံးမယ် 수고했어요 수고하셨어요 ရမယ်နော်ကိုစင်ဟာတာကနော်အထက်လူကြီးကိုတွားပြီးတော့ကိုကအောက်ချစ်တစ်ချက်တော့ဆိုင်ကိုစင်မလားဆယ်အဲ့လိုပုံစံမျိုးပြောတာကနည်းနည်းလေးတခါဇာတာဖြစ်ဖို့လိုတယ်ဒါပေမဲ့ကိုကနိုင်ငံခြားသားဖြစ်တဲ့အတွက်ကြောင့်ကိုရီးယားလူမျိုးတွေကတော့ဘွားကျူတာလုပ်ပေးတယ်ဘာလဲလဲဘွားကျူတာ 나래 비야. နားလေပေးတာတိပေးတာသူ့ကိုကူညီပေးတာအမှားရှိရင်လေကြော်သွားပေးတာကိုဘွားကျူတာရေပုတ်ကဘွားကျူစေရောကြားဟုတ်တယ်မလားလှလှလေးကြည့်ပေးပါကြည့်ပါတာပဲဒါပေမဲ့အတုံးတော့ကအဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ကိုနော်ဘယ်လိုပြောမလဲကျွန်တော်မှားရလေအကောင်းမြင်ပေးပါနော်အဲ့လိုပုံစံမျိုးတိုက်ပင်နဲ့ပြောတာနော်ဘွားကျူတာโอเคဆက်ပြီးတော့ဆိုတော့ဒီဟာတွေအကုန်လုံးကကားပေါ်ကတန်ချလောက်တဲ့ဟာဖြစ်တယ်ဆက်ပြီးတော့ဆိုတော့ဗါလဲဆိုရင်စိုက်ရုံထဲဆောက်လောက်ရေးစိုက်တင်မှာဆိုတော့ကပစ္စည်းကိရိယာတွေနော်ယူခိုင်းတဲ့အခါတောင်းတဲ့အခါမှာတုံးတဲ့ခိုင်လို့တွေကိုတွားကြည့်မယ်โอเคအဲ့တော့ဒီကြအောင်2ပေါက်တစ်စိတ်လောက်ယူလာပဲပါ 건국함 공부함 좀 좀 가져오세요. 오세요. 공구ဆိုလို့ရှိရင်ဗါတယ်လေ공구 그리야 됐어. 그리야 됐다. အဲ့တော့ ပစ္စည်း house ကိုပြောတာမလားအဲ့တော့2ပေါက်ဆိုလို့ရှိရင်ကရိယာဆိုတာထစ်ထားတဲ့ house အဲ့ဒီဟာကိုခါကြို order ယူလာတာအဲ့တော့ချက်ပြချအောင်ပြန်ပြီးတော့2ပေါက်ယူလာပေးပါ2ပေါက်တစ်စိတ်လောက်ယူလာပေးပါ 건국함 좀 공부함 좀 가져오세요. 가져오세요. 공구함 좀 가져오세요 다음과 2တစ်စိတ်လောက်ယူလာပေးပါ2တစ်စိတ်လောက်ယူလာပေးပါ 만치 좀 만치 가져오세요. 좀 가져오세요. 만치 좀 가져오세요 가져오세요. 가져오세요 나로 가서 디바가 스크루드라이버 ဘယ်မှာရှိလဲဝက်ဦးလက်ဘယ်မှာရှိလဲ 드라이버 어리 있어요. 스크루드라이버ကိုတွေ့မိတယ်လား 드라이버 됐어요. 한번တွေ့မိတယ်လား driver 왔어요. 왔어요. driver 못 봤어요 봤어요 나고로 못 봤어요. 오케이 잘했어요 나로가 2တစ်စိတ်လောက်မှာပေးပါ 만치 좀 만지 좀 빌려주세요. 빌려주세요. 빌려주세요.
많지 좀 빌려주세요. 빌려주세요. ပြီးလို့ရှိရင်ပြန်ပေးပါငှားသွားတဲ့ပစ္စည်းကိုပြန်တောင်းတာပြီးလို့ရှိရင်ပြန်ပေးပါဘယ်လိုပြောမလဲ 끝나면 가수며 받아, ပါတယ်လေ 받아 놔주세요. 받아주세요. 응? 비안비. ပြန်စဉ်းစားမယ်ပြန်စဉ်းစားမယ် 불러주세요. 하수며 주세요. ပြီးသွားလို့ရှိရင်ပါတယ်လေပြီးသွားတာကပါပြီးသွားတာတော့မသိတော့ဘူးလား 끝났으면 끝나면. 끝나면 끝났으면 오케이 또လို့ရ 돌려주세요. ပါတယ် 돌려주세요. 됐어요 돌려주세요 야 맞다 돌려주세요. 오케이 돌려주다 ဆိုလို့ရှိရင်ပြန်ပေးတာကိုစီကယူသွားတဲ့ပစ္စည်းကိုဇာတော့ကတခြားလူကပြန်ပေးတာကိုကပြန်တောင်းတဲ့ခါလေပြန်ပေးဆိုလို့ရှိရင် 돌려주세요 နော် 돌려주세요 โอเคဒါကပစ္စည်းအဲ့တော့ပိတ်စံချီးသွားတယ်ကွာပြန်ဆက်ပြန်ပေးဆိုဘယ်လိုပြောမလဲဘယ်လိုပြောမလဲ 값 주세요. ပါတယ် 값 주세요. ပြန်ပေးပါကတ်ချူစီရှိလို့လား 쌌대요. ပိတ်စံချီးသွားတယ်မင်းတို့ပြန်တောင်းဖို့ပြဿနာပဲပြန်ပေးပါမပြောတတ်ဘယ်လိုလုပ်ကောင်းလဲအာကျိုးရှိက9000ချီးသွားရရက်တောင်းဖို့အဲ့တော့ပြန်တောင်းဖို့ဘယ်လိုလုပ်ကောင်းလဲပြန်တောင်းဖို့ဘယ်လိုလုပ်ကောင်းလဲစဉ်းစားပါ 받아주세요. โอเคအဲ့တော့အတိအကျမရအောင်တော့မှကွာအတိအကျမရအောင်တော့မှဆရာတော်ထားလိုက်ပါတော့အဲ့ဒီဟာနဲ့ဆန်တူတဲ့လို့အရာเนาะအတိတ်ပဲတူတဲ့ဟာဘာပြောလို့ရမလဲ 갚으세요. 그냥 살아가세요.ဟုတ် ခပ်တာပြန်ဆက်တည်အဲ့ဒီစာလုံးကိုသုံးလို့ရတယ်အဲ့တော့ပြန်ပေးပါဆိုလို့ရှိရင်ခပ်တာဆိုတဲ့စာလုံးလေးကိုဆရာတော်ကဟာလားချူတာနဲ့ပေါင်းပေးရမလားချူတာအဲ့တော့ပြန်ပေးပါဆိုဘယ်လိုပြောတာမလဲ 값 주세요. 갚아주세요. ခပ်ဖတ် 갚아주세요. အဲ့ဒီဟာ 갚아주세요. ပေါင်းတိုင်းမှာလေဘာလုပ်ပေးရမလဲ 아야 방이야. တသက်လို့ဖတ်တာနော်ဒီတိုင်းဒေးပေါင်းလို့မရဘူးဆိုပြီးတော့ခပ်ဖတ်ကြည့်စေရောအဲ့တော့ငါပိတ်ဆံကိုပြန်ဆက်ကွာဆိုလို့ရှိရင်ရောဒေထုံး 내도 주세요. 갚아줘. 갚아주세요. ခပ်ဖတ်ကြည့်စေရောငါဆက်ပြီးသွားပြီလေအငင်းတဲ့နဲ့တစ်ခွရှိရပေးတော်ပေးရတယ်ဘယ်လိုပြောမလဲငါဆက်ပြီးသွားပြီလေ 제가 갚았어요. 갚아주셨어요. 어? 봐봐. 갚았어요. 내가 갚아줬어요. 갚았어요. 내가 갚았어요 갚았어요နော်갚다고ဆရာတော်ကဘာတူပြောင်းပေးလိုက်ရင်ရပြီနော်내가 갚았어 갚았어요. 갚았어요နော်ဆက်ပြီးသွားပြီအဲ့လိုသွားမယ်နော်โอเคအဲ့တော့ month ပြန်ပြောကြည့်အောင်တူတစ်စိတ်လောက်ငှားပေးပါ 아 만지 좀 만지 좀 빌려주세요. 빌려주세요. ပြီးလို့ရှိရင်ပြန်ပေးပါ끝나면 끝나면 돌려주세요. 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 돌려주세요 돌려주세요. 돌려주세요 오케이 ဒီမှာ himmo လို့လေတုံးတယ်ကိုရီးယားတွေက manchi ကိုလေဒါပေမဲ့ကြီးတာနဲ့သေးတာတော့ကွာ himmo ဆိုတာကဆရာတော်က to ကိုအင်္ဂလိပ်လိုခေါ်တယ်မလား himmo ပြီးတော့ဆရာတော်လေအဲ့ဒါကိုကိုရီးယားတွေကအတန်ယူပြီးတော့တုံးနေရှိရအကြီးကိုတုံးတယ်စာရဆိုလို့ရှိရင်အကြီးဆိုပြီးတူကြီးရှိရမလားတန်နေထူတဲ့တူကြီးဒါပေမဲ့အသေးကိုလေတုံးချင်နေတုံးတယ်နော်အဲ့လိုပုံစံမျိုးကိုရီးယားတွေကဘောင်းမရှိဘူးစကားမှာတတဲလုံးမှတ်ထားနော်စကားမှာဘောင်းမရှိဘူးစာမှာဘောင်းရှိရဲ့အားကြောင့်မလို့စကားကဒီဖြိုကျုံလို့ခေါ်တယ်ဖြိုကျုံလို့ဆိုတာ test book ထဲမှာဘယ်သူမှပြောင်းလဲလို့မရတဲ့စာစကားကလုံးဝဒီဖြိုကျုံလို့ဘယ်သူမှကန့်တတ်လို့မရဘူးပြောင်းနားလေရပြီနော်โอเคဆက်ပြီးတော့ဒီဘက်သွားကြည့်မယ်ဆရာတော် spinner ပါတယ်ရောလို့ spinner 빠나 스프레나. 애기 okay 와일레 အဲ့လိုမျိုးရှိ spinner ဂွန်းကွာအဲ့လိုမျိုးသိထားလို့ရှိရဟောဂွန်းကွာလို့ခေါ်တဲ့လူရှိလား 맹과. ဂွန်းကွာမဟုတ်လား 와, 오케이. စပင်တော်လို့လေခေါ်တဲ့လူ 그러면 너 맹. 맹과. မရှိ 딩기도 တော့လိုပုံစံမျိုးခွန်ကွာသိတယ်မလားโอเคအဲ့ 하나 လို 과. တယောက်ကြအဖို့မတူဘူးပေါ့နော်အဲ့တော့အဲ့စပင်တော်မှာနံပါတ်ရှိရလေနံပါတ်နဲ့သူ့နံပါတ်နဲ့သူရှိရဟောအဲ့တော့ဆိုတော့ခွန်ကွာ14မီလီကိုယူလာပါဆိုတော့ပြောမလဲ 스파너 14mm 어, 14mm 로 가져와요. 가져와. အကြောရ
okay အဲ့တော့14မရှိဘူး16ပဲရှိတယ်ဆိုဘယ်လိုပြောမလဲ ရှစ်စာမီ 14 없어요. 없어요. 16mm 아, 16만 있어요. 잘했어요 16만 있어요 너 16고 말해래 16. 16 16 okay 자 뭐야 말래အတန်ထွက်လေးနည်းနည်းပြန်ပေးချင်လို့ဆိုတော့10ဆိုလို့ရှိရင်တစ်စင်မလား6ဆိုလို့ရှိရင်ပါတယ်လေ6 차.အဲ့တော့ပါတယ်လေအတန်ထွက်ကကြာလို့ရှိရင်ဘာတန်ထွက်မလဲ 16. 16 16ဆိုပြီးတော့တန်ထွက်တယ် 6 အဲ့တော့ဖတ်ထားနော် okay 16 နော် 16လို့ဘာလို့တန်ထွက်ရလဲဆိုလို့ရှိရင်ဘာအတက်က u ဆိုတဲ့ဘာအတက်က u ဆိုတဲ့တရနဲ့တွေ့တဲ့အခါမှာဆရာတော်ကဘာကမာချင်းပြီးတော့ u က new ချင်းသွားတယ်နော်အဲ့ဒါလေးကိုသတိထားမယ်အဲ့တော့16ဆိုတာကဆရာတော်ဒီ16မှာပဲထွက်ပါတော့26မှာလည်းအဲ့ဒီအတန်ထွက်ရှိမယ်36 46 56 86အဲ့လိုမျိုးတောက်လျှောက်သွားမှာနော် okay အဲ့တော့16နော်16ရှိဘူးနော်10ဆိုတော့မှအဆင်ပြေတယ်10မြုပ်သွားလို့ရှိရင်အဲ့ဒီမှာတိုင်ပတ်မယ်နော် okay အဲ့တော့အဲ့ဒီမှာတိုင်ပတ်နေပြီးရှင်းလို့မရဘူးဆိုခင်ဗျားတို့ဘယ်လိုပြောမလဲ16ပါ 저, ဘယ်လိုပြောလို့ရအောင်열 여유. 여였어. 열서 ခေါင်းသုံးရမယ်နော်တကယ်ပြောစကားမှာနော်열여섯နော် okay 잘했어요 ဆက်ပြီးတော့ဒီဘက်သွားကြည့်အောင်နီပို့ဆိုလို့ရှိရင်ဘယ်လိုသိကြရလဲတော့